ကျော်စွာဝင်းကိုအလဲထိုးမယ်လို့စိန်ခေါ်လိုက်တဲ့ထိုင်းဖိုက်တာတော့ကျော်စွာဝင်းဟာမကြသေးခင်ကဝမ်းမှာပထမဦးဆုံးပွဲဦးထွက်ထားခဲ့တာဖြစ်ပြီးဂျပန်ဖိုက်တာမူကာစီတိုကိုအလဲထိုးနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာဆိုကျော်စွာဝင်းဟာပရိသတ်တွေပါဇက်အဟောင်းသားဖြစ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။မူကာစီတိုဟာစွမ်းဆောင်ရည်အပြင်အရန်ကောင်းတဲ့ဖိုက်တာဆိုတာပရိသတ်တွေအားလုံးသိထားပြီးသားပါ။အဲ့ဒီလိုဖိုက်တာကိုနှစ်ချီနဲ့အလဲထိုးပြလိုက်တော့မြန်မာပရိသတ်တွေအပြင်ထိုင်းပရိသတ်တွေကပါကျော်စွာဝင်းကိုသတိထားမိလာကြပါတယ်။ဒီအချိန်ကျော်စွာဝင်းကိုစိန်ခေါ်လာတာကဝိုင်းရဲ့နာမည်ကျော်ချန်ပီယံရော့ထန်ဖြစ်ပါတယ်။ရော့ထန်ဟာကျော်စွာဝင်းကိုလုံးဝမကျေနပ်တဲ့ပုံစံဖြစ်နေပါတယ်။အခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ကျော်စွာဝင်းဆိုတဲ့မြန်မာဖိုက်တာအကြောင်းကိုအားလုံးကပြောနေကြတော့သတိထားမိပါတယ်ကျွန်တော်ထင်တာတော့ဒီလောက်လည်းမဟုတ်ပါဘူးထိုင်းဖိုက်တာတွေနဲ့မတွေ့ဘူးသေးလို့ပါဒီကောင်တစ်ခါလဲတည်သွားပါလိမ့်မယ်ကျွန်တော်လည်းဒီကောင်ကိုအလဲထိုးပြချင်ပါသေးတယ်ဒါပေမဲ့ဒီကောင်ကကျွန်တော်နဲ့ထိုးရမယ့်အနေအထားမှမဟုတ်သေးတာထိုင်းဖိုက်တာတွေနဲ့ပဲအရင်ထိုးတက်ခိုင်းလိုက်ပါအောင်ဘယ်လိုလဲသိရမှာပေါ့ကွာလို့ပြောဆိုသွားပါတယ်ရော့ထန်ဟာတကယ်ကိုဘဝင်လေဟက်နေတယ်လို့ပါပဲသူ့ကိုယ်သူဘာထင်နေလဲတော့မသိပါဘူးတကွေ့ကွေ့မှာကြော်စွာဝင်းနဲ့တွေ့လာပါစေလို့ဆုတောင်းပေးပါတယ်ဘလို့ဖြစ်လာမလဲဆက်လက်စောင့်ကြည့်သွားကြရမှာပါ